Hello April ပါဒါကတော့ April ပေါ့နော်ထိုင်းကိုလမ်းမှလိုက်တဲ့ပန်းကားလေးပေါ့နော်အဲ့ဒီချိန်တော့ဝယ်တုံးက၄လပိုင်းတော့ပေါ့နော်သူဆီလီကွန်လေးပါလက်ဆောင်ပေးရဲဆိုလို့ April မှာလိုက်တာပေါ့နော် April နဲ့တူထဲမှာဗာလေးပါလဲဆိုတော့အတူတူ unboxing လုပ်မယ်နော်ဒါတော့ကျမတို့ဘယ်တော့မှမဖက်ဖြစ်တဲ့ user guide ပို့ပါပါတယ်ဒါတော့အဲ့၄လပိုင်းတော့အရန် trend ဖြစ်နေတဲ့ saver လေးပေါ့နော်တော်တော်တောင်စောင့်လိုက်ရတယ်ပေါ့နော်ဒါလေးရဖို့ဒါတော့သူ့ရဲ့ logo နဲ့အသားတစိမ့်ကြိုးလေးပါပြီးတော့အောက်မှာအကျိုးပူလေးပါတယ်ဆိုတာလဲတကယ်လဲပါတယ်ပေါ့နော်အင်ဂျိုးလေးပါခဲ့ပေါ့နော်ပြီးတော့ဒါကတော့ပန်ကားလေးပေါ့နော် April နဲ့တူတူပန်ကားရဲ့အတန်လေးနဲ့လီယာလေးကိုစမ်းကြည့်မယ်နော်ရတယ်ဦးမိုင်ဟုတ်တာထိတော့မှာတရားကိစ္စဒါလေးရတော့ဒီပထမဆုံးဝယ်တဲ့ဟာပေါ့နော်ဒါတော့အခု fan ဖြစ်နေတဲ့အကြောင်းပေါ့နော်လက်ခုကစိုက်ကတော့ဒီကောင်လေးကပိုပြီးကြည့်ရလေးအားကကြတော့ဒါပဲနော်နားထောင်ပါကြတော့တာတော့ပူကြည့်လို့နော်ဒီစိလိုက်ရတာတန်နေတယ်ဒါမှလေးအားကြတော့ဒီစိလိုက်ကတော့ပူအားပြနေတယ်နောက်ခုတော့ကြိုက်ပါရဲ့အလေးပြချင်လို့ရှိမှမလို့ပဲလာပြီးတော့တားပြတာပေါ့နော်စိုက်ကြည့်လို့ရှိလဲအတန်လို့ရှိလဲတော့ပြပြတာဒီပါ